ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဘယ်အချိန်ပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ဘဝမှာအစဉ်ပြေခြင်းလို့ချင်းအချက်၄ချက်သီးခံနံပါတ်1အစာသီးခံနံပါတ်2စကားသီးခံနံပါတ်3ပုဂ္ဂိုလ်သီးခံနံပါတ်4နေရာသီးခံဒီအချက်၄ချက်ကိုသာလေနေရာတိုင်းမှာအချိန်တိုင်းမှာလေ့ကျင့်နိုင်မယ်ဆိုရင်ဘယ်သူနဲ့ဖြစ်ဖြစ်အစဉ်ပြေတယ်ဘယ်နေရာမှာပဲအစဉ်ပြေတယ်ဘယ်အချိန်ပဲဖြစ်ဖြစ်အစဉ်ပြေတယ်အစာသီးခံရမယ်စကားသီးခံရမယ်နေရာသီးခံရမယ်ပုဂ္ဂိုလ်သီးခံရမယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်အဲ့အစားတောင်ကြောင့်တတ္တဝါတွေအစားသိမခံနိုင်လို့ဒုက္ခရောက်တယ်ကိုစားကျင်တာလေးမစားရလို့ကိုမစားကျင်တာလေးစားရလို့အဲ့တော့အစားအသောက်ဆိုတဲ့သဘောကလည်းပဲကိုရတာကိုစားကျင်တဲ့စိတ်ရှိလို့သာလင်စားလိုက်ရတယ်ဘလောက်ပဲကောင်းတဲ့အစားအသောက်ပဲဖြစ်ဘလောက်ပဲအရသာရှိတဲ့အစားအသောက်ပဲဖြစ်ပရိသတ်တွေဖိုက်ပြည့်ဘာရတာမှမရှိတော့စားနေတော့အရသာရှိတာတော့ဘလို့ပဲဖြစ်ဖြစ်ဖိုက်ပြည့်ရင်ပြီးတာပဲဆိုတဲ့စိတ်ကလေးနဲ့သာလင်စားနိုင်အောင်ကြိုးစားအစားအသောက်ကိုသိခံနိုင်အောင်ကြိုးစားဘယ်နေရာမှာပဲဖြစ်ဖြစ်အစဉ်ပြေတယ်သိခံတာအစားအသောက်လည်းသိခံဒုတိယသိခံဖို့ဟာအစားပြီးတော့စကားကလည်းသိခံရမယ်စကားလုံးတွေကိုလိုက်ခံစားလို့ပြဿနာတက်တာနေရာတိုင်းမှာအစဉ်ပြေခြင်းချိန်တိုင်းမှာအစဉ်ပြေခြင်းဘယ်သူနဲ့ပဲဖြစ်ဖြစ်အစဉ်ပြေခြင်းစကားသိခံစကားလုံးတွေသိခံရမယ်တို့တွေအဲ့စကားလုံးတွေလိုက်ခံစားတာဟောခက်ကြမ်းကြမ်းပြောလိုက်လို့ဆိုတော့အဲ့မကြားကျင်တဲ့အတန်တွေကြားလိုက်လို့ဖြစ်တဲ့ဒေါသကိုကြိုက်တဲ့သချင်းလေးနားထောင်လိုက်ရလို့ဖြစ်ပေါ်လာတဲ့ခံစားချက်ဒါကြောင့်မို့စကားလုံးတွေကိုသိခံနိုင်ရင်ချမ်းသာတယ်အစာသိခံပါစကားသိခံပါတတိယကနေရာသိခံပါနေရာလည်းတော်ကြောက်เสียကောင်းတယ်ပြည်ဒီနေရာမနေရလို့ဆိုတဲ့စိတ်ကလည်းတတ္တဝါတွေကိုအိတ်တော်မပြောဟိုအလုံးလုံးတဲ့လူကြုံရကြုံတဲ့နေရာမှာအိတ်ရတာဒါပေမဲ့ကိုတချို့ကြောင့်နေရာလေးပြောင်းသွားတာနဲ့အိတ်မပြောဘူးနေရာအပေါ်မှာဖြစ်တဲ့ attachment ကတော်တော်ကိုပူတော့ပိုဆိုးတာကယာဒူးနေရာတွေမရလို့ဆိုနေရာတွေမှာတိုက်ခိုက်နေကြတာပိုဆိုးယာဒူးလေးတိုးအောင်နေရာလေးရအောင်ဖားလိုက်ရတာလက်ထိုးရလိုက်ရတာဟိုတုန်းကဆိုအဲ့ဒီနေရာကြောင့်ပြဿနာတွေတက်တာဆိုဒီနေရာလေးဖယ်ပေးနိုင်တဲ့စွမ်းအားရှင်သိကောင်းပါပဲတတ္တဝါတွေကနေရာအပေါ်မှာဖြစ်တဲ့နေရာအပေါ်မှာตาရတဲ့ attachment အာဝါဒ mystery ရပါသိကြောက်เสียကောင်းနေရာဖယ်ပေးရတာလဲတတ္တိပဲတတ္တိရှိမှနေရာဖယ်ပေးရတာတတ္တိမရှိရင်နေရာကိုတွေ့ထားလို့နေရာပျောက်မှကြောက်လို့ဒုက္ခရောက်နေတဲ့ဘိန်းတို့နိုင်ငံလည်းတော်တော်ကြာခဲ့ပြီနော်။ကြောင့်လို့နေရာတိုင်းမှာအစဉ်ပြေခြင်းနေရာလေးကိုလည်းသိခံရတယ်လူတိုင်းနဲ့အစဉ်ပြေရောက်တဲ့နေရာမှာသိခံနိုင်အောင်ကြိုးစားရတယ်အဲ့ဒါလေးသိခံရင်အားလုံး okay သွားတာပဲနော်။ဒါကြောင့်အစာသိခံစကားသိခံနေရာသိခံနောက်ဆုံးသိခံရမယ့်အချက်ကအရေးကြီးတယ်နေရာတိုင်းမှာဘယ်သူနဲ့ဖြစ်ဖြစ်ဘယ်အချိန်ပဲဖြစ်ဖြစ်အစဉ်ပြေရင်ပုဂ္ဂိုလ်သိခံရတယ်ပုဂ္ဂိုလ်ဆိုတာလေသူနဲ့ကိုယ်နဲ့တူမှမတူဘူးလူအမျိုးမျိုးဇယိုက်အထွေထွေ character အမျိုးမျိုးနဲ့တွေ့ကြုံဖြတ်သန်းရမယ်လူတွေနဲ့တွေ့တဲ့အခါမှာလူအချင်းချင်းကိုယ်စိတ်တိုင်းမကြလို့ဒေါသဖြစ်ရင်ဘယ်တော့မှစိတ်တိုင်းကြမှာမဟုတ်တော့ကိုယ်သဘောတိုင်းမဖြစ်လို့သူ့အပေါ်မှာဒေါသတွေဖြစ်တယ်မကြည်မနှက်ဖြစ်ဘယ်တော့မှဖြစ်မှာမဟုတ်တော့ဘာဖြစ်လို့ဆိုကိုယ်တော်မှကိုယ်စိတ်တိုင်းကြမှာမဖြစ်တာကိုယ်တော်မှကိုယ်အလိုတိုင်းမှမဖြစ်တာဒါမှမဟုတ်ပုဂ္ဂိုလ်တွေအပေါ်မှာလည်းပဲကိုနဲ့သဘောမတူလို့ကိုနဲ့အစင်မပြေလို့ဆိုပြီးတော့တောကတွေဖြစ်မနေပါနဲ့ဒေါသတွေဖြစ်မနေပါနဲ့သူတို့ကိုသိခံနိုင်အောင်ကြိုးစားရရမလို့သိခံဖို့ခက်ခဲတဲ့အရာတွေထဲမှာကိုကအစားသိခံနိုင်အောင်ကြိုးစားပါစကားသိခံနိုင်အောင်ကြိုးစားပါနေရာသိခံနိုင်အောင်ကြိုးစားပါဘယ်လိုပုံကိုမျိုးဖြစ်ဖြစ်သူ့ရဲ့သဘောတဘာဝကိုသူ့ရဲ့ character လေးကိုသိအောင်သိခံနိုင်အောင်ကြိုးစားလိုက်စမ်းပါအဲ့ဒီအချက်၄ချက်သိခံနိုင်ပြီဆိုရင်နေရာတိုင်းမှာအဆင်ပြေပါတယ်ချိန်တိုင်းမှာအဆင်ပြေပါတယ်လူတိုင်းမှာအဆင်ပြေပါတယ်သိခံရ